stop ရက်ပြီးတော့ပြန်ပြီးတော့ update upgrade version နေနဲ့ကိုကupdate ပြန်လုပ်ရမှာပဲဖြစ်ပါတယ်အဲ့ traditional အတိုင်းဆို academic ကြည့်ပြီးတော့ဟောချလိုက်အောင်ပဲဒါပေမဲ့ညီတို့အဲ့ academic ကိုကြည့်တဲ့ရုံနဲ့မပြီးတော့ဘူးအခုဒီ2025 2026 version မှာဆိုရင် upgrade version ဆိုတာကဘယ်လိုလဲဆိုခုနကညီတို့ရှေ့မှာပြောနေတဲ့ energy သဘောတရားတွေကိုကိုရီလူကလုံးဝကို energy ကောင်းနေရမယ် energy ကောင်းမှမှာကိုယ့်ရဲ့ intuition ကိုပြန်ပြီး weakening ပြန်လုပ်ပေးရတယ်နော်အမေရဲ့အသေးစိတ်ကိုကိုရီသိရမယ်အဲ့ဒါပြီးတော့ပြောမယ်ဆိုတော့ crystal ရဲ့ energy လေးတွေနဲ့လည်းဒါတော့ပြီးတော့တက်ရောက်မှုရှိနေတာ7 chapter 7 chapter ရဲ့ဒီဆိုရင်ဒီမှာအကုန်လုံးဒီအသီးပွင့်လေးတွေကိုခန်းစားရမှာပဲဖြစ်CYA Professional Learning Center မှာဒီပညာရပ်တွေကိုဆက်ပြီးတော့လေ့လာလို့ရမယ်ဆိုတာလေးကို CYA Professional Learning Center ကနေကြိုဆိုလိုက်ပါရယ်เนาะအခုပြောမယ့်အကြောင်းအရာလေးကကြတော့ညီတို့ Tarot ပညာရပ်ကိုဘယ်လိုပုံစံမျိုးနဲ့လေ့လာနေလဲဆိုတာလေးကိုတစ်ချက်ပြောပြခြင်းနဲ့ညီရဲ့ထုံးစံတိုင်းပဲညီရဲ့တစ်ပင်ပေါ့เนาะtree of life ဒီမှာဆိုရင်ညီတို့အမြင့်တည်ရှိတယ်အဲ့အမြင့်ခိုင်ဖို့ဆိုရင်ညီအနေနဲ့ basic ဖြစ်တဲ့ basic class ဖြစ်တဲ့ overall class လေးကိုဖွင့်ပေးခဲ့တယ်ပေါ့နော်အဲ့ဟာကို overall လေးရသွားပြီဆိုရင်ညီတို့ foundation လေးကောင်းသွားပြီအဲ့ဟာမှာနောက်ထပ်ဒီလိုလေးပြန်ပြီးတော့တက်ဖို့ဆိုရင်ညီအနေနဲ့ professional life အတွက် detail class ဆိုပြီးတော့ထပ်ပြီးတော့ဖွင့်ပေးထားတယ်ပေါ့နော်DETAIN detail class ဆိုပြီးတော့ပြန်ပြီးတော့ဖွင့်ပေးထားတယ်အဲ့ဟာနဲ့လုံလောက်သေးလားဆိုမဟုတ်ဘူးညီတို့ဒီမှာတစ်ပင်လေးမှာဆိုရင်ဒီမှာတစ်ပင်လေးကမြန်မြန်ဆန်ဆန်နဲ့ကြီးထွားဖို့ဆိုရင်သူ့မှာလိုအပ်တဲ့ဟာတွေရှိတယ်ပထမဆုံးညတို့ energy ဟောပေးတဲ့သူလည်းပို့ပြီးတော့ပြောနိုင်တဲ့အလားအလာတွေပို့ပြီးတော့ရှိမယ်ပေါ့နော်အဲ့ဒါမှညဘာတွေထပ်ပြီးတော့ပြောထားသေးလဲဆိုတော့ခါကြတော့ဒီဘက် channel မှာဒီဘက် channel မှာဆိုရင်ညီတို့ဒီကက်တွေပေါ့နော်ဒီကက်တွေကိုညီတို့မဟောခင်မှာကိုယ့်ရဲ့ intuition ကိုပြန်ပြီး weakening ပြန်လုပ်ပေးရတယ်เนาะအဲ့ဒါလေးကအရေးကြီးတယ် intuition အဲ့ intuition ကဘာလဲဆိုရင်တို့ oracle နဲ့ဆက်တာoracle ဆိုရင်တို့ consultant ဘဏ်ကိုသွားကျင်တဲ့သူဆိုရင် intuition class ကတော့မရှိမဖြစ်တက်ကိုတက်ထားတဲ့နဲ့ဒါလည်း energy နဲ့သွားပြီးတော့ဆက်နေတာကိုသွားတွေ့ရလိမ့်မယ်ပေါ့နော် okay အဲ့ဒါပြီးတော့တကယ်ကိုဟောနေတဲ့သူတွေဆိုရင်ညီတို့ဒီ professional land ကိုအကြောင်းကိုသွားမယ်ဆိုရင်ဒီ foundation ကတော့မဖြစ်မနေကိုသိရမယ်detail ကတော့ဒါပြောရမယ်ဆိုကို professional ဆိုအသေးစိတ် academic ရဲ့အသေးစိတ်ကိုရီသိရမယ်အဲ့ဒါပြီးတော့အဲ့ဥစ္စာကိုပြန်ပြီးတော့နှိုးဆွဖို့ညီတို့ intuition ကတော့tarot ကတ်ကတော့ညီတို့ပြောရမယ်ဆိုရင်တော့ဒီ oracle အမျိုးအစားတော့မဟုတ်ဘူး tarot အမျိုးအစားတော့ academic ကိုပဲ logic sensor ဟောလို့ရတယ်ဒါပေမဲ့ညီတို့ oracle နဲ့သွားပြီးဟောလိုက်တဲ့အခါမှာပို့ပြီးမြန်ဆိုင်တာကိုသွားတွေ့ရလိမ့်မယ်။နောက် tarot ပညာရက်ကဘာတွေနဲ့သွားပြီးဆက်နေတယ်လဲဆိုတော့နောက်ထပ် version လေးတစ်ခုအနေနဲ့ဆိုရင်တို့ crystal CRYSTALS crystal အဲ့ crystal ဆိုတာလေညီတို့ crystal ရဲ့ energy ပေါ့အဓိကတော့ပြောရမယ်ဆိုတော့ crystal ရဲ့ energy လေးတွေနဲ့လည်းဒါသွားပြီးတော့တက်ရောက်မှုရှိနေတာကိုသွားတွေ့ရတယ်နောက်တစ်ခုကပါလဲဆိုတော့7 chapter 7 chapter ရဲ့ဒီ energy ဖြစ်နေမှတာလေညီတို့ဒီကက်တီဟောတဲ့ခါမှာပို့ပြီးတော့အဆင်ပြေလာတာကိုသွားပြီးတော့တွေ့ရပါလိမ့်မယ်နောက်တစ်ခုကကြတော့ညီတို့ဘာနဲ့သွားပြီးတော့ဆက်နေလဲဆိုတော့cartomancy ဆိုတာကကြတော့ဖဲချက်အပွင့်လေးတွေပေါ့နော်အဲ့ဟာလေးတွေကလည်းညီတို့ဒီ tarot ကက်နဲ့သွားပြီးဆက်တာကိုသွားတွေ့ရလိမ့်မယ်နောက်ပိုင်းမှာဆိုရင်ညီတို့ main subject အနေနဲ့ astrology ပေါ့ ASTROLOGY astrology အဲ့ astrology နဲ့လည်းသွားပြီးတော့ဆက်တာကိုသွားတွေ့ရလိမ့်မယ်ညီ astrology class ကတော့2026မှာဖွင့်ပေးဖို့ရှိတယ်သူကတော့ planet တွေကိုဒီ main money planet နဲ့love planet ဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့ညဖွင့်ပေးဖို့ရှိရပေါ့နော်ဒါလေးကတော့ astrology ဘိုင်းနဲ့ tarot နဲ့သွားဆက်တာကိုလည်းတော့တွေ့ရလိမ့်မယ်နောက်တစ်ခါကျတော့ number energy ဖြစ်တဲ့ numerology ပေါ့numerology နဲ့လည်းညီတို့သွားဆက်တာကိုသွားတွေ့ရလိမ့်မယ်numerology မှာလည်းညီသင်တန်း class အတက်ကိုလုပ်ပေးထားရှိတယ်ဒီရဲ့ cat နဲ့ mate ပေါ့နော်အဓိကတော့ညီထပ်ပြီးတော့ပြောချင်တာကဒီ tarot ပေါ့ tarot မှာကကတ်academic ကိုညီတို့အဓိကထားပြီးတော့ဟောတာပဲဒါမဲ့ဒီကိုလေ့လာတယ်လို့ academic ကိုလူတိုင်းကလေးစာဖတ်တတ်တဲ့ကလေးကစာညီတို့ academic ကြည့်ပြီးဟောတတ်တဲ့အနေအထားတစ်ခုရှိတယ်ပဲဒါမဲ့အဲ့မှာညီတို့ update upgrade version နဲ့လေ့လာရတော့မှာပဲဖြစ်တယ်အဲ့ update upgrade version ဆိုတာကဘယ်လိုလဲဆိုခုနကညီတို့ရှေ့မှာပြောနေတဲ့
energy သဘောတရားတွေကိုကိုယ်လေးလာရမယ် astrology 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 နဲ့ပတ်သက်တာတွေနောက်ခါကျတော့ numerology နဲ့ neurology numerology နဲ့ပတ်သက်တာတွေနောက်ကျတော့ cartomancy နဲ့ပတ်သက်တာတွေနောက်ခါကျတော့ညတို့7 chapter CHAKRA 7 chapter နဲ့ပတ်သက်တာတွေနောက် crystal CRYSTANS crystal ရဲ့ energy တွေနောက် intuition ဆိုတာလေးတွေကိုမဖြစ်မနေလေးလာမှအဆင်ပြေတော့မှာပဲဖြစ်ပါတယ်ကိုရီအရင်တော့ကမူလအတိုင်း traditional အတိုင်းဆို academic ကြည့်ပြီးတော့ဟောချလိုက်အောင်ပဲဒါပေမဲ့ညတို့အဲ့ academic ကိုကြည့်တဲ့ယုံနဲ့မပြီးတော့ဘူးအခုဒီ2025-2026ဘာရှင်းမှာဆိုရင်ညတို့ intuitionကိုယ့်ရဲ့ intuition ကို awakening ဖြစ်ဖို့တအားကိုလိုအပ်လာပြီးနောက်ညီတို့ရဲ့ energy ကောင်းဖို့လည်းအရင်လိုအပ်တယ် energy ညီတို့ break တချို့လို့ဆို energy drain သွားတယ်အဲ့ဒီမှာဆိုကိုကဘယ်လိုပုံစံမျိုးနဲ့ပြန်ပြီးတော့ energy recharge လုပ်ရမလဲအဲ့ဟာလေးတွေကကစားကိုယ်တိုင်သိရမှာပဲဖြစ်ပါတယ်astrology မှာဆိုလဲညတို့ဒီ candidate လေးတွေမှာဆိုရင်ညတို့ဒီ Venus sign လေးတွေရှိမယ်နောက်တစ်ခါကျတော့ဒီသူ့မှာရှိတဲ့ sign လေးတွေအများကြီးပဲရှိတယ်အဲ့ဒါမှာသူကဘာတွေနဲ့သွားပြီးတော့ဆက်ဆက်မှုရှိနေလဲဆိုတာလဲကိုယ်သိထားတယ်ဆိုရင်ကြက်ပြန်း astrology နဲ့ဆက်ဆက်ပြီးတော့လဲဟောတက်သွားမှာဖြစ်တယ်လို့နောက်တစ်ခါကျတော့အဲ့မှာက candidate လေးတွေမှာနံပါတ်1 2 3အဲ့လိုလေးတွေပါတာရှိတယ်အဲ့ဒါလေးတွေလဲညတို့ဆက်ဆက်လေးလာတဲ့ခါမှာအဲ့ numerology ဆိုတဲ့ဘာသာရပ်နဲ့လဲသွားပြီးတော့ချိတ်ဆက်တာကိုလဲဆက်လိုက်မယ်ဆိုရင်ညတို့ပိုကျပြန့်သွားတယ်အဲ့ဒါအပြင်မှာ cartomancy နဲ့တော့တွားပြီးချိတ်ဆက်လိုက်မယ်ဆိုတော့တော်လေးကိုအဆင်ပြေသွားမယ်နောက်ညီတို့ energy လောကမှာဆိုရင်7 chapter နဲ့ crystal လေးတွေကလည်းအတိုင်းအတာတစ်ခုတည်းဒီ candidate ကိုတွားပြီးတော့effect တရားမှုရှိတယ်နောက်တစ်ခါကျတော့ဆက်ဆက်မှုရှိတယ်ဆိုတာကိုလည်းတွားတွေ့ရပါလိမ့်မယ်ညတို့7 chapter နဲ့လည်းတွားပြီးတော့ဆက်ဆက်တာတွေအများကြီးရှိတယ် crystal တွေနဲ့လည်းတွားဆက်ဆက်တာရှိတာဖြစ်တဲ့ကြောင့်မလို့ကိုကရှေးရိုးကြီးအတိုင်းဒီ tarot tarot ဆိုတဲ့ကတ်ကို candidate အတိုင်းဟောနေတာကိုအခုချက်ချင်းstop ရက်ပြီးတော့ပြန်ပြီးတော့ upgrade version နေနဲ့ကိုက update ပြန်လုပ်ရမှာပဲဖြစ်ပါတယ်အဲ့ update လုံးမှတာလေညတို့ပြန်ပြီးတော့ခါကြတော့ကိုကလူများနေနဲ့သူမတူထူခြားသွားမှာပဲဖြစ်ပါတယ်သူလည်းဒီ academic ကိုဟောတယ်ကိုလည်းဒီ academic ဟောတယ်ဟောနေရအကုန်လုံးကဒီဆရာတယောက်ကထွက်လာဆိုဒီကက်ကိုပုံစံပြောဆိုဘာဘီယုတ်လေးလို့ပေါ့နော်ဒီစက်ရုံတရုတ်ကထွက်လိုက်ပြီးဆိုရင်တပုံစံနဲ့ဒီဟာဆိုဒီကတ်ဝဒါဆိုရင်ဒီလိုဟောဒါဆိုဒီလိုဟောဆိုအဲ့လိုဘာဘီရုပ်တရားတပုံစံနဲ့ဖြစ်နေရင်ညတို့ဒီ academic ကလုံးဝဟိုဘယ်လိုခေါ်မလဲဘာရှင်းမချင်းတော့ရင်ညတို့ traditional အတိုင်းဖြစ်နေတယ်ဆိုရင်တော့ traditional လမ်းကြောင်းအတိုင်းသွားမယ်ဆိုရင်တော့ okay အဆင်ပြေရပေါ့အဲ့လိုမဟုတ်ဘူးကိုကခွဲတွက်ချင်တယ်ဆိုရင် upgrade version ဖြစ်တဲ့ဒါတွေကိုညတို့လေးလာထားမှတာလင်းကိုတိုင်းတခြားလူတွေနဲ့မတူတဲ့တက်မှုထူးခြားတဲ့ upgrade version နဲ့ဖြစ်သွားမှာပဲဆိုတာလေးကိုငင်းနေနဲ့ဒီမှာလာပြီးတော့ sharing လုပ်ပြရခြင်းဖြစ်ပါတယ်နောက်ထပ်ဘာတွေပြောချင်သေးလဲဆိုတော့ညီတို့အခု CYA ပေါ့နော်CYA app profession PROFESSIONAM professional learning learning center ဆိုတာဟာညတို့ professional ဆိုကိုတိုင်း professional ကြဟောကျင်တဲ့သူတွေအတွက်နင်းကလုပ်ပေးထားတဲ့ center တစ်ခုပဲဖြစ်ပါတယ်ဒါဆိုရင်ညတို့ဒီ foundation တာခေါင်းခဲ့မယ်ဆိုရင်ဒီမှာအကုန်လုံးဒီအသီးပွင့်လေးတွေကိုခန်းစားရမှာပဲဖြစ်ပါတယ်အားကြောင့်မလို့ညက professional learning CENTER ဆိုပြီးတော့လုပ်ပေးထားတယ်အဲ့ချိန်မှာဆိုရင်ဒီမှာကလေ့လာမယ်ပညာရပ်တွေက tarot နဲ့ဆက်ဆက်တဲ့ branch တွေပေါ့နော်အဲ့ branch တွေအများကြီးကွဲနေရကိုလည်းတွေ့ရပါလိမ့်မယ်ဒီမှာဆိုရင်ခုနပြောတဲ့ numerology နဲ့ပတ်သက်ပြီးတော့လေ့လာအောင်မလား astrology နဲ့ပတ်သက်ပြီးတော့လေ့လာအောင်မလား energy ရဲ့သဘောတရားတွေကိုလေ့လာခြင်းသေးလားနောက်ကျ detail classနော် oracle နဲ့ဆက်ဆက်တာ oracle ဆိုမြင်မဲ့ညီတို့က oracle ကတ်ကိုဘယ်လိုဟောရမယ်ဆိုတာကိုjust a knowledge ပြောသွားတယ်ဒါပေမဲ့အဲ့ intuition ကိုပဲအဓိက develop လုပ်တဲ့အပိုင်းလေးကိုပို့ပြီးပြောသွားရပေါ့နော်အဲ့ intuition class ရှိမယ်crystal လေးတွေနဲ့ပတ်သက်တဲ့ class ရှိမယ်7 chapter နဲ့ပတ်သက်တဲ့ class တွေလည်းရှိလာပါမယ် cartomancy တွေလည်းရှိလာပါမယ်ဒါကတော့ညီတို့ overall class ပေါ့ဒီမှာဆိုရင် CYA professional learning center မှာဒီပညာရပ်တွေကိုဆက်ဆက်ပြီးတော့လေ့လာလို့ရမယ်ဆိုတာလေးကိုပြောကြရင်အခုလိုကြည့်ရှုပေးသူတအုပ်တယောက်ချစ်စီကိုကျေးဇူးတင်ပါတယ်เนาะဟုတ်ကျေးဇူးပါဘိုင်ဘိုင်နောက်တစ်ချိန်မှာပြန်ပြီးတော့ဆုံတွေ့ပါမယ်